အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဆီယမ်မာကြီးကျိုးရဲ့အကြောင်းကိုအချင်းချုပ်အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဆီယမ်မာကျိုးဟာမြန်မာပြည်စာပေလောကမှာဝေထုတို့စာတန်းဆောင်ပါတွေကိုလူများသိအောင်ရေးသားထားနိုင်တဲ့နာမည်ကြီးစာရေးဆရာမတစ်ယောက်ဖြစ်ပါတယ်သူမရဲ့စာရေးတဲ့စတိုင်ကတော့လူဘဝရဲ့အတွင်းခန်းစားချက်တွေအရှိမိသားစုလူမှုရေးပြဿနာတွေကိုနုညံပြီးအတွေးခေါ်ပါဝဲအောင်ဖော်ပြနိုင်တာကြောင့်စာဖတ်ရှုသူတွေရဲ့အရင်နှစ်သက်ခြင်းကိုခံကြရပါတယ်။ဆီယမ်မာကျူးရဲ့ဝတ္ထုတွေမှာအမျိုးသမီးဘဝရဲ့ခံစားချက်လူဘဝရဲ့အမှန်တရားနဲ့ရွေးချယ်မှုအရှိနဲ့အနာဂတ်ပေါ်မေခွန်းထုတ်စေတဲ့အကြောင်းအရာတွေကိုများများတွေ့ရတတ်ပါတယ်။ဒါကြောင့်ဆီယမ်မာကျူးကိုစိတ်ပိုင်းဆိုင်ရာခံစားချက်ကိုနက်ပိုင်းဖတ်ရှုခံစားကြသူတွေအတွက်အရန်ကိုတင့်တော်တဲ့စာရေးဆရာမတစ်ယောက်ဖြစ်တယ်လို့ကျွန်တော်ပြောပြရစေ။